ဒီကောက်တော့မင်းမင်းစမ်းပြီးကိုရောက်တော့မနက်အစောကြီးထားမှစားလို့ရတယ်ရာကုတ်ပလာတာဆိုင်မှာကျွန်တော်လိုက်ပြီးတော့ဧည့်ခံမှာဖြစ်ပါတယ်တဲ့မန္တလာရတာတော့ကောင်းတယ်ဟုတ်ကဲ့ဒါကိုပြောင်းတစ်ချောင်းလုံးကိုရပြီဒါလည်းရောချင်တာစားရပါတောင်းတာတော့မဟုတ်ဘူးဆက်သုံးစားနဲ့စားကြကွေးနဲ့စားတယ်ချောင်းလုံးတော့ပါတယ်ကိုနာမရောဘူးဒါပလာတာပဲရာကော့ဟာလာဝါဆိုဟာလာရကြတာ3မျိုးရောရင်4တာထဲမယ်ဟုတ်3000 3500 4000โอเคဟုတ်ကဲ့ဒါကဒီချပေးပါဒါဒီအဲ့ဒါရောပွဲလားအဲ့ရောပွဲဒါသမုစာဒါကြာကိုချောင်းလုံးပွဲဒါချောင်းလုံးပွဲဒါသမုစာနှစ်ခုနဲ့ပွဲအော်တပလာတာလည်းပါရလားရောမယ်ဆိုရောတယ်လေပလာတာမမျိုးတစ်မျိုးဆိုတစ်မျိုးပဲအော်ညရောမယ်ဆိုပလာတာထဲမှာဒါပလာတာပါရနော်ဒါသမုစာနှစ်ခုဒါသမုစာနှစ်ခုထည့်လိုက်တယ်လေပလာတာပါသေးလားပါရနော်အားလုံးပဲမင်္ဂလာပါခုအမှန် page ကပြန်လဲကြည့်ပြပါရစေမင်းမင်းဆန်ရောက်နေတော့ကျွန်တော်ဒီပြည်ကမနက်စောစောထားမှစားရတဲ့ရာကုတ်ပလာတာလာကြည့်ရပြပါတယ်အစောကြီးထားရဒါပေမဲ့ထားရတယ်အရန်တန်တယ်အရသာအရန်ပတိမစီပလာတာတုတ်ဆိုတာဒါမျိုးတော့ဒီဟာမှာပြောက်သွားကြတယ်ဆိုင်နေမဲ့ရာကုတ်ရင်းတစ်ခါလာတော့ကျတော့ကိုရဲနဲ့စားတော့ဆိုင်နှခမ်းမွေးနော်ဒီတစ်ခါတော့ရာကုတ်ကိုဆန်းစားခြင်းပဲဒီဆိုင်ကတော့ဒီပြည်မျိုးရဲ့ဗိုလ်ချုပ်လမ်းမပေါ်မှာပဲရှိတယ်အဲ့တော့မဖွင့်မိုင်ဟာကညီလေးတီးထားတဲ့တူတူစားမယ်စားပါမယ်အဲ့တော့သူကရွေးချယ်စရာတော့ပလာတာကိုမှအီဂျာကွေးနဲ့ရောလို့ရတယ်စမူစာနဲ့ရောလို့ရတယ်အီဂျာကွေးစမူစာကိုရောလို့ရတယ်၃မျိုးရှိတာပေါ့ဒီကကြတော့ကျွန်တော်အီဂျာကွေးကြီးပဲအီဂျာကွေးပဲဟုတ်ဟောကြက်မြစ်ပါတယ်နော်ကြက်သားနဲ့ကြက်မြစ်တို့ပါတော့ပါဒီကကြက်သားကဗမာကြက်ကိုပဲသုံးတာဗမာကြက်ကိုပဲသုံးတာအဲ့ဒါပိုကောင်းမှာဒါကြောင့်ပလာတာနဲ့စမူစာနဲ့ကျွန်တော်စမူစာကြိုက်တယ်တဲ့မန္တလာရတာတော့ကောင်းတယ်ဟုတ်ဒီကတော့တော့တာစမူစာနဲ့ဟောပူကြရဒါပေမဲ့သူ့ရဲ့ဒီအနှစ်ကအသက်ပဲဟုတ်တယ်နော်အဲ့ဒီပလာတာအကြီးကအတက်ပဲဟောကောင်းလိုက်တာမင်းတော့မနေ့စာအဲ့လိုမျိုးမစားလိုက်စားတာမရှိဘူးစားရင်လည်းမနေ့စာစားလို့သိမကောင်းဘူးဒါပေမဲ့တော်တော်လေးစားလို့ကောင်းတယ်တနေ့တော့ကုံဝိုင်းမရောက်တော့ခဏကြာကုန်ပြီခဏတော့အဲကုန်ပြီဩဟုတ်တယ်9နာရီဆိုဒါမှမဟုတ်အဲ့ဆက်ပြောရအောင်တောင်းတာတော့စူသားကြီးဒါကိုရလာတာတနေ့2နာရီလောက်ရောက်အောင်မယ်နော်ဒီရွာရဲ့တော်ဒီမှာနှစ်အိုး2အိုးကုန်ဝိုင်းဒီမှာ3အိုးမြောက်ဒီ3အိုးကုန်ရင်ပြီးပြီဆိုတော့အခု9နာရီကနေ9နာရီဆိုခဏကြာကုန်တော့ကုံဝိုင်းမရောက်တော့ဘူးတဲ့ဘာကြီးလို့လာတော့အဲ့မှာရိုက်ရဒါ3ညုံနှစ်ပွဲစူပါကောင်းပါအာလူအသေးလေးလားဟုတ်တေးသေးလေးစိတ်ကြတာဩ